အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဝေယံပါအလေးချင်းကောင်းတဲ့စီပြောင်းလဲဖို့ဆိုရင်တော့အသက်အရွယ်မရွေးသင့်တော့ပါတယ်ကျွန်တော်တို့မြန်မာလူမျိုးအများစုဟာအသက်ကြီးလာတာနဲ့အမျှစိတ်ဆင်းအားတွေပိုပြီးကျလာပါတယ်ဒီတော့အပြောင်းလဲတွေဆိုရင်လည်းပိုကောင်းမှန်းသိရင်တော့မပြောင်းလဲခြင်းကြတော့ပါဘူးပတ်ဝန်းကျင်ကလည်းအသက်ကြီးနေတဲ့သူတွေဆိုရင်အရာရာရှော့ပုတ်ပြီးစဉ်းစားပေးတတ်ကြတော့ဒီအကျင့်ဟာလည်းမယိုးဖလာတစ်ခုဖြစ်လာပါတယ်အကောင်းဆုံးပုံစံတစ်ခုဖြစ်လာဖို့ဘယ်တော့မှနောက်မကျပါဘူးအသက်အရွယ်ကကိန်းဂဏန်းတစ်ခုသာဖြစ်ပြီးတိုးတက်လူစိတ်ကသာအဓိကပါဘယ်အရွယ်မှာပဲဖြစ်ဖြစ်ကိုပြန်လည်ပြောထောင်ရင်အချိန်ကိုအကျိုးရှိအသုံးချပါပိုကောင်းတဲ့အလေးချင်းတွေကပိုကောင်းတဲ့ဘဝကိုဖန်တီးပေးပါတယ်ဒီနေ့ပဲစတင်လိုက်ပါကောင်းမွန်တဲ့အလေးချင်းတွေကတင့်ကိုပို့ပြီးပျော်ရွှင်စေမှာပါတရားပျော်ရွှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ